Hello ခြေကြီးနေ့တော့မနက်စာကောင်းကောင်းလေးတွေ6နိုင်ရနေ10နိုင်ရင်ထိရပြီးတော့နေ့လယ်စာအတွက်ဆိုလို့ရှိရင်လည်း share ထမင်းမောင်းနေမျိုးထမင်းနေနဲ့တခြားဟင်းမျိုးအစုံလည်းရတယ်လမ်းမတော်လေးလန်းထိပ်ကန္နလက်မပေါ်မှာရှိတဲ့ကန်နဝင်ထမင်းမောင်းဆိုင်လေးကိုရောက်ဖြစ်ခဲ့ပါတယ်အပေါ်ထဲအောက်ထပ်2ထပ်ရှိပြီးတော့ညနေဆောင်လေးဆိုရင်တော့ဝရဏာလေးမှထွက်ပြီးချေလို့ရပါတယ်သူ့ရဲ့မန္တလေးမီးရှည်လေးကပဲငပိရဲ့အချိုရတာလေးအဓိကပေါ်လွင်ပြီးတော့ပါတဲ့အသားလေးတွေရဲ့အရသာလည်းစားလို့ကောင်းပြီးတော့တပွဲလုံးကမျှတတနဲ့အရသာရှိပါတယ်။သူကတော့ငရုတ်သီးနဲ့ရှမ်းချင်လေးကိုတက်လေးပေးတယ်ပေါ့နော်။ရှမ်းချင်ကိုပွဲထဲထည့်နေလိုက်ရင်တော့အရသာကမန္တလေးဘီးရှေ့ဘက်ကိုပိုရောက်သွားမလားတော့မသိဘူးပေါ့နော်။ဒါမဲ့ဂျီကတော့သူ့မူလအရသာလေးပြတ်သွားမှာဆိုလို့ဒီတိုင်းလေးပဲစားခဲ့ပါတယ်။တွဲချပေးတဲ့စွန်နန်ဟင်းရီကအရန်ကိုတောက်လို့ကောင်းတာပဲ။လုံးဝကိုအီပြေပြီးတော့လန်းဆန်းသွားတယ်။ဒီကောင်းချင်းမောင်းနဲ့အာပြဲကြောက်ကြော်အတွဲလေးကိုလည်းအရန်ကြိုက်တာပဲပဲပြုတ်လေးတွေရောနှမ်းတောင်းလေးတွေရောအာပြဲကြောက်ကြော်လေးနဲ့ကောင်းချင်းမောင်းလေးနဲ့တွဲစားလိုက်တာတလုတ်ထဲမှာအားလုံးစုံအောင်တွဲစားတာအိုးဘလို့အရသာရှိမှမသိဘူးတော်တော်ကိုကြိုက်ပါတယ်ကောင်းချင်းမောင်းလေးကလည်းချိုအီလေးနဲ့အာပြဲကြောက်ကြော်လေးကလည်းကျွတ်လေးနဲ့အရသာရှိတယ်တကယ်လိုက်ဖက်တော့ပါပဲဒီဖတ်ထုတ်စီချက်လေးဆိုလဲစီချက်နဲ့မွေးလေးနဲ့တကယ်ကောင်းပြီးတော့တွဲစားမဲ့အချင်လေးကလည်းအရသာရှိတယ်ဖတ်ထုတ်လေးကလည်းအသားအီလေးနဲ့အတွင်းကအသားကလည်းအရသာရှိလေးနဲ့စားလို့ကောင်းပါတယ်သူကလေဖတ်ထုတ်စီချက်ကိုမှဖတ်ထုတ်ကြော်နဲ့တွဲစားတဲ့အချင်မျိုးလေးနဲ့ဆိုတော့အရသာလေးကလည်းတစ်မျိုးဆန်းပါတယ်မြည်ကြည့်ရပါတယ်များနေပြီဆိုပေမဲ့ဒီထမင်းကြော်လေးကစားကျင်စပွဲဖြစ်လွန်းလို့ခြေသမင်းစားကြည့်ခဲ့တာပါသူ့ထမင်းကြော်လေးကလည်းအရသာရှိတဲ့အပြင်ကိုဒီဘဲဥချင်ဟင်းလေးကလည်းကြိလိုက်တာနဲ့ကိုလုံးဝစားကျင်စရာလေးဘာလချောင်ကြော်လေးနဲ့တွဲပေးထားတာရောတကယ်တွဲစားလို့အရသာရှိတော့ပါပဲအရန်ကိုကြိုက်ပါတယ်သူ့ရဲ့စွန်နန်ဟင်းရည်လေးကတော့ဘယ်ဆိုင်မှာချပေးတဲ့ဟင်းရည်နဲ့မှမတူအရန်ကြိုက်ဒီကော်ပြန့်ကြော်လေးလည်းကျွတ်ရွလေးနဲ့အရသာရှိတယ်တွဲပေးထားတဲ့အချင်လေးလည်းစားလို့ကောင်းတယ်ဒါပေမဲ့သူ့ထဲကအစာပလာကတော့ကော်ပြန့်ကြော်ရဲ့အရသာလိုမျိုးအရင်ကြီးမခံစားရဘူးပေါ့နော်ခြေအတွက်တော့နည်းနည်းဟင်းခတ်မွေးကြိုင်အနံ့လေးပြင်းနေသလားလို့ခံစားမိပါတယ်ထမင်းကြော်လေးကိုလေဝတ်သားတုပ်ထိုးလေးလို့စားလို့ကောင်းတယ်ဒီလိုဝတ်အစုံဟင်းလေးနဲ့လည်းတွဲစားလို့ရပါတယ်အရသာလေးကအိမ်ချက်ဝတ်သားတုပ်ထိုးလေးကိုအဲ့လိုပွဲလေးနဲ့စားရတယ်လို့မျိုးလေးပါလေးတဲ့ဘက်ကိုတိတ်မသွားပဲနဲ့ချိုပေါ်အရသာမျိုးလေးနဲ့ဟင်းရည်လေးလည်းတောက်လို့ကောင်းပြီးတော့အသားအရသာလေးတွေလည်းစားလို့ကောင်းတယ်ထမင်းကြော်လေးနဲ့လည်းလိုက်ဖက်ပါတယ်သူ့ရဲ့ထမင်းကြော်ကိုတော့ဂျီကဘဲဥချင်ဟင်းနဲ့ရောဒီဝတ်အစုံဟင်းလေးနဲ့ရော2မျိုးလုံးကြိုက်ပါတယ်မနက်စာလေးစားရင်းနဲ့ဆိုတော့လက်ဖက်ရည်နဲ့ကော်ဖီလေးပါတွဲပြီးတော့မြည်ဆန်းကြည့်ခဲ့တယ်။ဆိုင်ဖြော်လက်ရလေးဖြစ်ပြီးတော့ကော်ဖီလေးကတော့စုကော်ဖီလေးကိုဖြော်ထားတာပေါ့နော်။2မျိုးလုံးကတောက်လို့ကောင်းတယ်ဒါပေမဲ့အချိုဘက်လေးကိုနည်းနည်းသွားလို့အချိုမကြိုက်ရင်တော့ကြိုပြီးတော့ပြောပြပါနော်။ဒါကတော့ကန်နဝင်ထမင်းပေါင်းဆိုင်လေးရဲ့ signature ဖြစ်တဲ့ထမင်းပေါင်းလေးပါဝက်ခောက်ကျွတ်ကြော်ရဲ့ဂုတ်သားရဲ့အယိုးနုရဲ့ဝတ်တလုံးရဲ့ဝက်ဥချောင်းရဲ့နဲ့အသားအစုံလင်းနေအောင်ပါပြီးတော့ဒီကော်ရီလေးရဆိုလို့ရှိရင်လေကြမ်ဆိုင်ရတာလေးနဲ့အရသာလေးတစ်မျိုးစမ်းနဲ့ထူးထူးခြားခြားထမင်းပေါင်းလေးပါသူ့ထဲမှာပါတဲ့အသားရတာလေးတွေလည်းအကုန်လုံးစားကောင်းပြီးတော့ကော်ရီအရသာလေးကလည်းတစ်မျိုးလေးစမ်းပြီးစားကောင်းပါတယ်တွဲပေးထားတဲ့အချင်လေးကလည်းအရန်လိုက်ဖက်ပြီးတော့အရသာရှိပါတယ်ထမင်းပေါင်းလေးကတော်တော်လေးစားလို့ကောင်းပေမဲ့တပွဲလုံးရဲ့အရသာကိုခြုံကြည့်ရင်တော့နည်းနည်းလေးလေးတဲ့ဘက်ကိုသွားပါတယ်သူ့ထမင်းပေါင်းလေးကလေကြက်သားနဲ့လည်းရတယ်လို့ကြက်ကိုလည်းမတူတဲ့ပုံစံ5မျိုးနဲ့ဆိုတော့တော်တော်လေးမိုက်ပါတယ်အဲ့ဒီထဲမှာဒီနှမ်းကပ်ပြီးကြော်ထားတဲ့ကြက်အကျွတ်ကြော်လေးကတော်တော်လေးကိုကောင်းတာပါကော်ရီရဲ့အရသာထမင်းပေါင်းတစ်ပွဲလုံးရဲ့အရသာကတော့အတူတူပဲပေါ့နော်ကြက်နဲ့ဝက်နဲ့ပဲကွာပါတယ်အသား2မျိုးလုံးကတော့အရန်စားလို့ကောင်းပါတယ်ဒါလေးကတော့ချိုမွေ့အရသာလေးကိုမှပူလောလောလေးစားရတဲ့မြေအိုးထမင်းပေါင်းလေးပါအသားအသီးရွက်အစုံရဲ့အနက်မွေးလေးကိုမှအချိုဘက်လေးနည်းနည်းသွားတဲ့အရသာလေးနဲ့ချိုမွေးလေးအသီးနှံအစုံရဲ့အရသာရောဝတ်သားနဲ့ဝက်ဥချောင်းရဲ့အရသာလေးကလည်းတော်တော်လေးကောင်းတာမို့လို့ဒီထမင်းပေါင်းလေးကတော်တော်လေးအရသာရှိတယ်ပေးထားတဲ့ဘိတ်ချင်လေးနဲ့လည်းစားရတာလိုက်ဖက်တယ်ပေါ့နော်ကြည်တော့တော်တော်လေးကြိုက်ပါတယ်ဒါဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက် vlog လေးတွေကြာမှထပ်တွေ့ကြမယ်နော်တတား